လက်တလောကာလတွင်နှစ်ပန်းခံရဲတပ်ဖွဲ့သည်လူငယ်များ၏လုံခြုံရေးအတွက်တိကျထိရောက်သောဝန်ဆောင်မှုပေးခြင်းဖြင့်ဘေးကင်းလုံခြုံပြီးတဟဆာရဖြစ်သောကျောင်းပတ်ဝန်းကျင်သည့်ဖန်တီးပြည့်ရန်ရည်ရွယ်ခရဲသွင်းရှိမူလတန်းကျောင်းများနှင့်အလဲတန်းကျောင်းများတို့ရဲတပ်ဖွဲ့ဝင်များဆီလွှတ်၍ကျောင်းတွင်းလုံခြုံရေးဆိုင်ရာဟောပြောပွဲများကျမပြုလုပ်ခဲ့ကြောင်းသိရပါသည်။ရဲတပ်ဖွဲ့ဝင်များသည်ပညာပေးပြမှုများဖြင့်ကျောင်းသူကျောင်းသားများကိုလုံခြုံရေးဗဟုသုတများလေ့လာစေခဲ့ကြောင်းနှစ်ပန်းခံ၏နေဆက်ကြေးရွာလမ်းများ၏ထူးခြားချက်များနှင့်ပေါင်းစပ်၍နားလည်ရလွယ်ကူသောဘာသာစကားဖြင့်ယဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအခြေခံများအားရှင်းလင်းပြောကြားခဲ့ပြီးအသက်18နှစ်မပြည့်သေးသူများစက်သက်ရင်မောင်းနှင်ခြင်းကိုတားမြစ်တဲ့အချက်လက်များကိုအလေးထားပြောဆိုခဲ့ကြောင်းထို့အပြင်နေဆက်ကြေးရွာများမှပြည်သူများ၏ခရီးသွားလာခြင်းမတော်တဆဖြစ်ရများကိုဥပမာထား၍ကျောင်းသူကျောင်းသားများအားယဉ်စည်းကမ်းလမ်းစည်းကမ်းများကိုလိုက်နာရန်တတိပေးနှိုးဆော်ခဲ့ကြောင်းကျောင်းဆောင်များစာသင်ခန်းများစတော်နေရာများအတွေ့မိဘအန်ရဲ့ကြိုတင်စစ်ဆေးရှာဖွေခြင်းအရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းနှင့်ဘေးကင်းအောင်ထွက်ပြေးခြင်းနည်းလမ်းများကိုရဲတပ်ဖွဲ့ဝင်များကအသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးမိသက်ပစ္စည်းများအသုံးပြုပုံကိုတရုပ်ပြခဲ့ကြောင်းတချိန်တည်းတွင်နေဆက်မှုရေးစေဝါတိုက်ဖြတ်ရဲ့အခြေအနေနဲ့ပေါင်းဆက်ကမူရေးစေဝါနမူနာများတပ်ပုံများဖြင့်မူရေးစေဝါ၏ဆိုးကျိုးများကိုနှစ်ဆိုင်ဆိုင်သုံးသပ်ဆွေးနွေးခဲ့ပြီးဒေတာ၏မူရေးစေဝါတိုက်ဖြတ်ရေးမူဝါဒများနှင့်အောင်မြင်မှုများကိုဟောပြောကာကျောင်းလူကျောင်းသားများအားမိမိအသက်ကိုချစ်မြတ်နိုးပြီးမူရေးစေဝါကိုရှောင်ကျဉ်သည့်အသိစိတ်ဓာတ်အားမွေးမြူရန်လက်ညှိုးခဲ့ပါတယ်။၎င်းအပြင်ရဲတပ်ဖွဲ့ဝင်များသည်ကျောင်းတွင်းနယ်ထက်စီနှင်ပြုခြင်း၏ဆိုးကျိုးများနှင့်နောက်ဆက်တွဲအကျိုးဆက်များကိုလက်တွေ့ဖြစ်ရများဖြင့်ပေါင်းစပ်ရှင်းလင်းပြောကြားခဲ့ပြီးမိမိကိုယ်ကိုကာကွယ်ရန်နှင့်အကူအညီတောင်းခံရန်နည်းလမ်းများကိုသင်ကြားပေးခဲ့ကာကျောင်းလူကျောင်းသားများအားကျောင်းတွင်းနယ်ထက်စီနှင်ပြုခြင်းကိုရဲရဲဝံ့ဝံ့တားဆီးရန်အားပေးတိုက်တွန်းခဲ့ကြောင်းလုပ်ငန်းဆောင်ရွက်ခြင်းအတွင်းရဲတပ်ဖွဲ့ဝင်များသည်ဆရာဆရာမနှင့်ကျောင်းလူကျောင်းသားများ၏လိုအပ်ချက်များကိုနားထောင်ခဲ့ပြီးလုံခြုံရေးဆိုင်ရာမေးခွန်းများကိုစိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့ကြောင်းနှစ်ပန်းခရဲတပ်ဖွဲ့ကကျောင်းတွင်းလုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များကိုပုံမှန်လုပ်ငန်းအဖြစ်အဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ပြီးစာသင်ကျောင်းများ၏လုံခြုံရေးလိုအပ်ချက်များနှင့်တိကျစွာချိတ်ဆက်ဆောင်ရွက်ကာနေဆက်တရားရှိစာသင်ကျောင်းများ၏ဘေးကင်းလုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုအတွေ့အပြည့်အဝပံ့ပိုးပေးသွားမည်ဟုပြောကြားခဲ့ကြောင်းယခုတစ်ချိန်လုပ်ငန်းဆောင်ရွက်မှုသည်ကျောင်းလူကျောင်းသားများ၏လုံခြုံရေးအသိစိတ်နှင့်ဥပဒေဆိုင်ရာအသိပညာကိုထိရောက်စွာမြင့်တင်ပေးနိုင်ခဲ့ကြောင်းတင်ဆက်လိုက်ပါရရှင်